ဒီနေ့ကျတော့အာဇာနည်လေးကိုကြောင်းလာပြီးတော့အာဇာနည်ကောင်းဆောင်များကိုကွန်ပျူတာအားလုံးကိုကျေးဇူးတင်ပါတယ်အာဇာနည်လေးဆိုတော့စာသူကြီးမှာအာဇာနည်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်များသိကြတဲ့အခါမှာအာဇာနည်ဆိုတာတော့တက္ကဘာသာပါပေါ့ဒီလိုကတော့အလေးတွေကတော့ရိုးရိုးကြီးနဲ့ရှင်းပြပါတယ်အဲ့ဒီချိန်ကဆိုရင်ဦးလေးကဒါအိန္ဒိယယဉ်ကျေးမှုနဲ့ဆက်နွယ်နေတဲ့အခါကျတော့ဇာတ်နဲ့ဆက်နွယ်ပါတယ်ဇာတ်မြင်နေဆိုတာလည်းပြောလို့ဖြစ်ကောင်းဖြစ်ပါတယ်ဒါပေမဲ့ကျမတို့အခုဒီခေတ်ဒီအခါမှာဆိုလို့ရှိရင်ကျမတို့ကမျိုးရိုးဆိုတာလူသားမျိုးရိုးလို့ကျမတို့ဒီလိုပဲမြင်ပါတယ်အဲ့တော့လူသားမျိုးရိုးထဲမှာမြင့်မြတ်တဲ့ကိုအာဇာနည်လို့ကျမတို့ဒီလိုပဲသတ်မှတ်ပြီးတော့မြင့်မြတ်တယ်ဆိုတဲ့အလေးတွေကိုဒီလိုကျမတို့လေးတွေပေါ့ဒါကိုဘယ်လိုပြောမလဲဆိုတော့မြင့်တယ်ဆိုတာတော့အစင်တန်းမြင့်အစင်တန်းမြင့်တယ်ဆိုတာဝေကောအပြောဆိုအနေတိုင်းအလုပ်ကိုင်းအဲ့ဒါကိုမြင့်လာဆိုတာဘာလို့လဲနားလည်ပါပြောကြမယ်ဆိုလို့ရှိရင်ရိုးရိုးချင်းမြင့်မြင့်ကြမ်းဆိုတာအဲ့ဒါကိုပြောတာအနေထိုင်မှာဘောကြော့နေတာမျိုးမြင့်နေတယ်ပြောတာမဟုတ်ပါဘူးရိုးရိုးနေထိုင်ရမယ်ရိုးရိုးစားပေါင်းနိုင်ရမယ်ရိုးသားမှုရှိရရိုးသားမှုရှိတဲ့အချိန်ထဲမှာပဲအဆင့်မြင့်တဲ့အတွေးခေါ်လေးအဆင့်မြင့်တဲ့အပြောဆိုလေးအဆင့်မြင့်တဲ့အလုပ်ကံဖြစ်ရအဲ့ဒီလိုရှိတဲ့အခါမှာဒါဟာမြင့်နေအဆင့်မြင့်တယ်လို့ခေါ်တယ်အဲ့တော့မြတ်တယ်ဆိုတာတော့ကျွန်တော်တို့ဘာလို့ဆိုလို့လဲမြတ်တယ်ဆိုတာတော့ကျွန်တော်တို့မြတ်တယ်လို့မြင့်မြတ်တယ်ပြောတယ်ထူးမြတ်တယ်ပြောတယ်မြတ်နိုးတယ်ပြောတယ်ခြုံငုံပြောလိုက်လို့ဆိုလို့ရှိရင်တန်ဖိုးရှိတာကိုဆိုလို့လေကျွန်တော်နားလေလူတွေတန်ဖိုးထားစေရဖြစ်တဲ့လူတွေတန်ဖိုးထားစေရဖြစ်တဲ့အကျင့်လေးအမှုကျင့်လေးအတွေးခေါ်လေးတွေ့တယ်ပြီးတော့မြင့်မြတ်တဲ့လူဆိုတာဟာဒီပုဂ္ဂိုလ်ရဲ့အစင်းမြင့်မြင့်နေထိုင်ပြောဆိုတွေးဖို့အကြောင်းလို့အများကနေပြီးတော့တန်ဖိုးထားလို့မြင့်မြတ်တယ်လို့ပြောနိုင်တယ်ကျမတို့ဆိုလို့အဲ့ဒီတော့ဒီလိုအများကတန်ဖိုးထားလို့အများကနေပြီးတော့ဒီပုဂ္ဂိုလ်တွေရဲ့အလုပ်ကိုင်းအတွေးခေါ်ပြောဆိုလို့တန်ဖိုးထားလို့အာဇာနည်ဖြစ်တာအာဇာနည်ဆိုတာဖြစ်ချင်တိုင်းဖြစ်လို့ရတာဟုတ်ပါနောက်တော့အာဇာနည်ဆိုပြီးပြောလို့ရပါနာမည်တော့ပြောလို့ရတာပေါ့ဒါပေမဲ့ပြောနေတာနာမည်ကတော့နာမည်ပြောတော့ပေါ့အများကြီးတော့သတ်မှတ်တဲ့အာဇာနည်ဆိုတာကတော့အများကလက်ခံမှာလူများကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ့်ရဲ့နိုင်ငံကကိုနေတဲ့ကမ္ဘာကြီးကအာဇာနည်လို့သတ်မှတ်မှာအာဇာနည်ဖြစ်မှာပြီးတော့အာဇာနည်ကိုတချို့တွေကဒီလိုထင်ကြလဲဆိုတော့အာဇာနည်သူဖြစ်ပေါ့နော်အာဇာနည်နဲ့ပတ်သက်လို့ဆိုလို့ရှိရင်အာဇာနည်ကောင်းဆောင်များကြာဆုံးသောအာဇာနည်ကောင်းဆောင်များဆိုတာကြာဆုံးမှာပဲအာဇာနည်ဖြစ်တယ်လို့ထင်တဲ့သူတွေကလည်းရှိပါတယ်ဒီလိုလည်းမဟုတ်ပါဘူးကြာဆုံးဖို့ဘယ်လိုပါတန်းနိုင်လို့ဖြစ်မကြာဆုံးမဲနဲ့အာဇာနည်ဖြစ်တော့ကောင်းတာဒါပေမဲ့အသက်အထိပါစတေးသွားတယ်ဆိုတော့ဒါအင်မတန်မှထူးမြတ်လို့ဒါတခြားအာဇာနည်တွေနဲ့မတူထူးမြတ်အာဇာနည်တွေလည်းတတ်မှာဖြစ်ပါတယ်ဒါဆိုလူတယောက်အတွက်ဆိုလို့ရှိရင်ဒီကတန်ဖိုးထားဆိုတဲ့အရာတော့အသက်ဒီအသက်မရှိလို့တော့ဘာမှဆက်လို့မရဒီအတန်ဖိုးထားဆိုအရေးကြီးဆုံးဖြစ်တဲ့အသက်ကိုတောင်မှဇလေးပြီးတော့ဆုံးလုပ်ပြီးတော့ကိုယ်မှန်ရာချင်းတဲ့ကိစ္စကိုလုပ်တာအများကောင်းကျိုးအတွက်ကိုလုပ်တဲ့လူတွေကိုအာဇာနည်ရဲ့လို့သတ်မှတ်တာဘာမှထူးဆန်းမှုဖြစ်တယ်။ကြောင့်ကျမတို့တွေကအာဇာနည်နေ့မှာအာဇာနည်ကောင်းဆောင်ကြီးတွေကိုဂါရဝပြုပါလေလို့ပြောတဲ့အချိန်မှာဘယ်လိုဂါရဝပြုလဲဆိုတော့ကျမနည်းနည်းသိချင်တယ်။ဟိုခေါင်းပုံရတဲ့ဂါရဝပြုတာမဟုတ်ဘူးနော်။အဲ့ဒီခေါင်းထဲမှာဘာအတွေးရှိလဲဆိုတာအရေးကြီးတယ်။ဒီလိုအာဇာနည်ကောင်းဆောင်ကြီးတွေကိုခေါင်းပုံပြီးတော့ဂါရဝပြုလိုက်တဲ့အခါကိုခေါင်းထဲမှာဘယ်လိုရှိလဲ။ဘာကိုဂါရဝပြုနေရလဲဆိုတော့ဒါစဉ်းစားကြည့်အဲ့တော့ဒီလိုဂါရဝပြုလောက်တဲ့ပြုထိုက်တဲ့ပုံကိုယ်ကျမတို့နိုင်ငံမှာပို့ပြီးတော့ပေါ်လာအောင်လို့ကျမတို့အားလုံးဝိုင်းပြီးတော့ဘယ်လိုလုပ်တင်တယ်လဲဆိုတာကိုလည်းဒါစဉ်းစားကြည့်နော်ကြာဆုံးပေးတဲ့ဟာကိုပြောတာကျမတို့လူတွေကိုမလိုအပ်တဲ့ကျမတို့ကြာဆုံးစေချင်တယ်ဒါပေမဲ့အာဇာနည်လို့ပေါ်လောက်အောင်ထူးမြတ်တဲ့မြင့်မြတ်တဲ့ပုံကိုယ်ပေါ်လာအောင်ကျမတို့နိုင်ငံမှာဘယ်လိုလုပ်အောင်လဲဆိုတာစဉ်းစားကြည့်အဲ့ဒီစဉ်းစားတဲ့အခါကျရင်ကိုယ်ကနေပြီးတော့စစဉ်းစားကိုယ်မြင့်မြတ်အောင်လို့ဘယ်လိုနေနိုင်လဲအာဇာနည်ရောင်းဆောင်ကြီးတွေကမမြင့်မြတ်နိုင်နေကြမှာအဲ့ဒီတော့ကိုတော့ဒီဟာကိုစာအနေနဲ့ထားပြီးတော့ကိုကဘယ်လိုစူးစမ်းနိုင်လဲဆိုတော့အဲ့ဒါကိုစဉ်းစားကြည့်ကိုကမလို့ခင်းနဲ့
ဒီများကိုအားကိုးရဲ့စိတ်ကြောင့်မျိုးဒီမှာအားမပေးချင်ဘူးခဏခဏကျမအောင်နေတယ်ဒီမိုကရေစီတော့ရမယ်ဆိုတော့ကျမလည်းပြန်ဖြေတယ်ကိုယ့်ဘာကိုဘယ်လောက်လုပ်နေလဲပြန်မေးကြည့်လို့ကိုလောက်ကိုသူကိုလုပ်တဲ့လောက်ကိုရနေလို့လည်းတတ်မှာအဲ့တော့ဒီလိုပဲကျမတို့လူတိုင်းဟာအာဇာနည်စိတ်ကလေးရှိနေဆိုရင်ဒီအာဇာနည်စိတ်အာဇာနည်ကိုဖြစ်စေတဲ့အတွေးခေါ်အပြင်ကိုဝေးနေမယ်ဆိုလို့ရှိရင်ဝေးပြီးပြုစုပြောင်းထောင်လို့ဆိုလို့ရှိရင်ကျမတို့နိုင်ငံမှာအာဇာနည်နိုင်ငံဖြစ်နေတယ်အာဇာနည်နိုင်ငံလို့ပြောသူလားအင်တာမမြင့်မြတ်တဲ့ထူးမြတ်တဲ့နိုင်ငံဖြစ်နေတယ်ဒါနဲ့အားလုံးစူးစမ်းထိုင်ပြီးတော့တော်နေနေပြီးတော့ဖြစ်လာမှာဟုတ်ပါဒါကျမတို့ကဒီနေ့ဒီနေ့ကိုကြီးရတယ်ဂုဏ်ပြုတဲ့အခါမှာဆိုလို့ရှိရင်အပေါင်းလက္ခဏာနဲ့တိဆောက်ခြင်းတဲ့လက္ခဏာနဲ့ဒီလိုအခမ်းအနားတွေကိုပြပကြည့်တယ်။ဒီရပြီးတော့အိမ်ပြန်သွားပြီးတော့ဒါပဲဆိုတာအဲ့ဒါဟာဒီလိုရှိပါတယ်။ဘာနဲ့တူလဲဆိုတော့တရားစခန်းဝင်ပြီးတော့တရားစခန်းအလည်းပြန်ထွက်လာအရင်တိုင်းပဲတောက်နေမယ်စားနေမယ်ဆိုးနေမယ်ဆိုလို့ရှိရင်အဲ့ဒီအခြေအနေမှာတော့ရတဲ့ကုသိုလ်ကတော့ရမှာပါပဲ။ကံကံရဲ့အကျိုးပေါ့။ဒါပေမဲ့ဒီရှိအတွက်ကောင်းဖို့ဆိုလို့ရှိရင်ဒီတင်ကလေးဒီတမနဲ့ကလေးမှာပဲအာဇာနည်ကြီးအကြောင်းစဉ်းစားပြီးတော့ဒီအိမ်ကဒီကနေလည်းပြန်သွားအိမ်နဲ့ရောက်တော့မေ့ရောဆိုလို့ရှိရင်ကျမတို့အာဇာနည်ခေါင်းဆောင်များကြာဆုံးခဲ့ရတာမတောင်ဘူးလို့တော့ပြောချင်တယ်အဲ့တော့ကြာအာဇာနည်ခေါင်းဆောင်များဟာကျမတို့နိုင်ငံလွတ်လပ်ရေးရဖို့အတွက်ကြာဆုံးခဲ့တယ်လွတ်လပ်ရေးဘာဖြစ်လို့ရလဲလွတ်လပ်ရေးရစေခြင်းနဲ့ဆိုတာလွတ်လပ်နဲ့ကိုယ်ကံကြမ္မာကိုတိဆောက်ခွင့်ရဖို့အတွက်ဒါအတွက်ကျမတို့လွတ်လပ်ရေးရခြင်းတာအဲ့တော့ကိုယ်ကံကြမ္မာကိုတိဆောက်ခြင်းနဲ့ဆိုတခြားလူအားကိုးနေလို့မရဘူးအကောင်းအတွက်ကောအဆိုးအတွက်ကောတခုခုမဟုတ်တာဖြစ်လို့ရှိရင်သူများကြောင့်ဆိုတော့လက်မျိုးထိုးနေလို့မရဘူးအဲ့သူများကြောင့်ဆိုလို့ရှိရင်ကိုကဒီဟာကိုဘယ်လိုပြန်ပြင်လို့လဲဆိုတာကိုစဉ်းစားကိုယ့်ကိုအားကိုးပြီးတော့ကိုယ့်ကိုအားကိုးပါကိုယ့်ကိုအားကိုးပြီးတော့နောက်ဆုံးအသက်အထိကိုစလေးသွားတဲ့အာဇာနည်ပုဂ္ဂိုလ်ကြီးကိုကျွန်တော်ကျေလေးစားအောင်ပါဒီမှာလာပြီးတော့ကောင်းဖို့ပြီးတော့လေးပြီးနေတယ်လေးစားတယ်လို့ကျွန်တော်တော့ပြောလို့ရပါတယ်။ကျောင်းသားကတော့ကျမရဲ့လူငယ်တွေရောလူလပိုင်းရောလူကြီးတွေရောကျမအမြင်မှာတော့အသက်60ကျော်အသက်100ကျော်ရင်တောင်မှဆက်ပြီးတော့ကိုယ့်ကိုပို့ပြီးတော့မြင့်မြတ်အောင်လုပ်နိုင်တဲ့လူချင်းရှိကြတယ်။အဲ့တော့အားလုံးဆက်ပြီးတော့ကြိုးစားတော့ကြပါဒီနေ့နဲ့ဒီနေ့ကျမတို့ဟာအာဇာနည်နိုင်ငံနဲ့ထိုက်တန်တဲ့လူမျိုးတွေဖြစ်အောင်လို့အားလုံးကြိုးစားကြပါကိုယ့်ကိုပထမပြန်လို့ကြည့်ပါကိုယ့်ကိုပထမပြန်ပြီးတော့ပြုပြင်ပါပြောထောင်ပါသူများတွေကိုကြည့်နေတာသူများတွေလှုပ်ထားမလှုပ်ထားမှာကိုယ်တစ်ခါလေးဘာမှလုပ်လို့မရကိုယ့်ကိုတော့ကိုယ်မှပြန်ပြီးတော့ပြုပြင်နိုင်လို့ရှိတယ်အဲ့ဒီအခွင့်အရေးကိုမှမသုံးဘဲနဲ့လူများတွေကတော့မပြုပြင်ရကောင်းလားလို့ပြောနေလို့ရှိရင်တော့ကျမတို့လူချင်းတဲ့တိုင်းပြည်ကိုဖြစ်ဖို့ဆိုတာအချိန်ကြာပါဘူး။ဒါတော့ကျမတို့အခု64နှစ်မြောက်အာဇာနည်နေ့64နှစ်ဆိုတာလဲတဲ့အချိန်ပေါ့။ဒီလိုနောက်ကသတင်းတောက်တွေတွေမှာ60ကျော်တဲ့လူတွေလဲတယ်လို့ဆိုတာ။အဲဒီတော့ဒီလိုလူငယ်တွေပေါ့လူငယ်တွေဆိုလို့ရှိရင်60ပေါ့ပြည့်ကြပြီးတော့50ပေါ့ပြည့်တယ်အများကြီးပဲ။ပြီးတော့အချိန်ကြီးအများကြီးရှိတယ်။ဒီအချိန်ကိုအလဟတ်တာမဖြစ်ပါဘူး။ဒီအချိန်တွေမှာကျမတို့ဟာအာဇာနည်များအသက်စကြေးရာကျနတ်တဲ့တိုင်းပြည်ပဲဒီဖြစ်လာအောင်လို့ဝိုင်းဝန်းပြီးတော့ကြိုးစားကြပါလို့ဆိုရင်ဒီလို